okay brother ဆိုတော့ကျွန်တော်တို့ညကလည်းဆင်ပြေကြမယ်ထင်ပါတယ်ပေါ့နော်ကျွန်တော်တို့ညက conference league final မှာကျွန်တော်တို့ Crystal Palace နဲ့ Volcano နဲ့တွေ့တယ်ပေါ့နော်ဆိုတော့ကျွန်တော် Crystal Palace ပြီးခဲ့တယ်ဆိုတော့အဆင်ပြေကြမယ်ထင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပွဲတွေမပေးတာလည်းကြာပြီကျွန်တော်မမရဆိုလို့ကျွန်တော်နောက်ဆုံးမေလ9ရက်နေ့ကစပြီးတော့ကျွန်တော်10ပွဲပေးခဲ့ပါတော့ total 10ပွဲပေးခဲ့တယ်ဒီနေ့ဆိုရင်ပေါင်း20လောက်တော့ရှိမှာပါနော်ကျွန်တော်10ပွဲပေးခဲ့ပြီးတော့ကျွန်တော်2ပွဲကြာပြီးတော့6ပွဲအပေါင်းပြခဲ့ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ Telegram channel ကညီကိုတွေလည်းသူတို့ limit နဲ့သူတို့အပေါင်းပြချက်အပေါင်းပြတယ်လို့ပြောပါတယ်ဆိုတော့ဝမ်းသာပါတယ်ပေါ့နော်ကျွန်တော်လည်းဒီကျွန်တော်တို့ဒီရက်20အတွင်းမှာကျွန်တော်50လောက်တော့ပလက်ထားတယ်ပေါ့နော်တိုတာအပြင်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့မေလအစနေပြီးတော့လက်ရှိလာကုန်မနီးထိပေါ့နော်ကျွန်တော်150ကျော်လောက်ကျွန်တော်ရှာထားနိုင်ခဲ့တယ်ဆိုတော့ဒါကိုလည်းကျွန်တော် Telegram channel မှာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ record တွေအကုန်တင်ပေးထားတဲ့ပွဲတွေရဲ့အခြေအနေပေါ့နော်ဆိုတော့ကျွန်တော်နောက်ဆုံးမရပြီးခဲ့တာကျွန်တော်တို့10ပွဲကကျွန်တော်တို့ Premier League 3ပွဲရယ်စပိန်လာလီဂါ3ပွဲရယ်နောက်ပြီးတော့ FA Cup Final မှာ Man City ပေးခဲ့တယ်ပြီးတော့အညာ Conference League Final မှာ Crystal Palace ပေးခဲ့တယ်ပေါ့ဆိုတော့10ပွဲအားလုံးအဆင်ပြေခဲ့မယ်ထင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကပြောချင်တာကWorld Cup ပေါ့နော်ကျွန်တော်တို့နောက်လာမှာ World Cup ရှိတယ်ဒီ World Cup ကိုလည်းအဓိကထားပြီးစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ Telegram channel ကိုမှရိုက်ရှာလို့ရပါတယ် BOSS AERA ဆိုပြီးတော့ရိုက်ရှာလိုက်တာနဲ့ကျွန်တော်ရဲ့ Telegram channel တွေ့ပါလိမ့်မယ်ဆိုတော့လာပြီးတော့အကြံဉာဏ်တောင်းတဲ့ညီကိုတွေကိုလည်းကျွန်တော်ပြောချင်တာကတော့မောင်းနေမစော်နဲ့ပေါ့နော်ဆိုတော့မောင်းကကြတော့ပေါက်နိုင်ခြင်းနည်းတယ်ကိုတတ်မှတ်ထားတဲ့ limit တစ်ခုကနေပြီးတော့ပဲကျွန်တော်တို့ body ကစားစီခြင်းတယ်ကျွန်တော်မောင်းကစားမယ်ဆိုရင်တော့အပျော်ပဲစော့ပါပြီးတော့ကျွန်တော်အများဆုံး3သင်း5သင်းလောက်ပဲပေါ့နော်အဲ့လောက်ပဲကစားတာကောင်းပါလိမ့်မယ်ဆိုတော့ရေရှည်အတွက်သွားမှဆိုလို့ရှိရင်တော့ body ကတော့အဆင်ပြေလိမ့်မယ်အဲ့ဒါလေးပြောချင်တယ်ဆိုတော့ Telegram channel အဓိကပြောချင်တာ Telegram channel ကို join ပေးပါကျွန်တော်မှာပွဲတွေကိုကျွန်တော်ရဲ့သုံးသက်ချက်နဲ့အတူကျွန်တော်ရိုက်တဲ့ပွဲတိုင်းကိုတင်ပေးပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဒီတိုင်းစကားလေးပြောချင်လို့ပေါ့နော်အဲစကားလေးပြောချင်လို့ဒီ YouTube sorry ဒီ YouTube မှာပဲကျွန်တော်ဗီဒီယိုအရှည်လေးတင်လိုက်တာပေါ့နော် TikTok ကကြတော့လည်းဗျာ TikTok ကလည်းကျွန်တော်တို့သူတို့ရဲ့ rule တွေဘာညာနဲ့ကျွန်တော်တို့တင်လို့အဆင်မပြေဘူးဗျာဆိုတော့ကျွန်တော်သုံးသက်ချက်ဗီဒီယိုတင်မယ်ဆိုရင်ဒီ YouTube channel မှာကျွန်တော်အမြဲတမ်းတင်ပါမယ်သုံးသက်ချက်ဗီဒီယိုတင်မယ်ဆိုဒီမှာတင်မယ်ပေါ့နော်ပုံမှန်တိုင်းကျွန်တော်ရဲ့ Telegram channel မှာတော့ကျွန်တော်ရိုက်မဲ့ပွဲကိုသုံးသက်ချက်စာရင်းနဲ့အတူပဲကျွန်တော်ပုံမှန်တိုင်းတင်ပါပဲနော်ဆိုတော့အဲ့ဒါလေးပြောချင်တယ်ဆိုတော့ဗီဒီယိုတင်မယ်ဆိုတော့ဒီ Telegram sorry ဒီ YouTube channel မှာကြည့်လို့ရတယ်ဆိုတော့အားလုံးပဲအဲ့ဒါလေးပြောချင်လို့ပါအကုန်လုံးစင်ပြကြပါစေညီကိုတွေ